Aseneya, Aseneya, Abameya, Abameya, Majansa, Manashina, Ingongo, Unavanandane, Loa Ozo, Yizona, Muedo, Yasaviam. Longetunya go, Dilagong, Marigong, Kenyagong, Wimojigong, Wimoji Nyanadagna Gononim, Yizona Mudoya, Luna Yamada Doa Boundoi, Uzatugo, Ano Murai Vedo, Yaswaviam. Araham. Wadrani Nagwa, the Tongaya, Gileda Yejeroma, Kinwe, Sinjera Muido, Yaswaria, Araham, Lova, Doga, Moha, Sajira, Gileda Yanurogo, Betado, Mujido, Yaswaria, Araham, Sandrasai, Daukanogo, Shobjada Mubiro Nyaswasya Aram Yema Omyegwe Ajintate Senjay Sequaya Majiro Mudo Nyaswasya Amadamuro Issa Leva Kavino Diarogo Suvatam Nivakame Oranya Oswami Sozang Pujaga Mangaswa Diramuvido Myaswarya Veda Sarana Tampano Veda Nido Nyandu Tomba Nyandu Shipa Sarana Nido Achira Jindia Disengavaro Ni Jizono Muvido Myaswarya Ruedo Tatavaro As Ajonya Jang Homano Saragola, Yasura Murabido, Yaswaria, Ruedo Megin Sitias, Inera Muyaji, Gonzwa, Guajin, Gonzwa, Titin, Shiro, Mubido, Yaswaria, Loga Viru, Loga Yajang Yalonzo. Agosim Dinina Muido Myaswaviam Anodoro Aninyasum Chito Dilagong Samarigong Kenyagong Wimojigong Wimodinyanadana Gono Jizono Mudojab Logara Lonai Nyasum Chito Muido Myaswaviam Urita Dhammaparati Inye Lema Jinyati Machijade Madiware Soma Beraido Bogoroha Inye Lema Jinyaji Wa Chujang Soma Tonena Murabido Nyaswarias Nodro Buida Dhammaparati Soma Raido Bogoroha Nyunja Tondim Perian Soma Munai Ajumaji Amyasong Chito Muedo Nyaswariam Katarivam Lukanam Sambaya Jang Langao Nyunja Sumara Muraye Lunadoi Sianyasi Chito Muedo Nyaswarias Buddha Dialozongo Kong Pito Muedo Nyaswariam Bhagava Bhuna Nana Gano Nana Nyano Nana Deguro Nana Rone Loa Odo Jizona Muviro Nyasavya Ranza Jiro Kubaro Gono Sevaro Gono Ananda Gono Jizura Baundo Ne Jizona Mulo Dedo Chinsya Tadinyu Nyasavya Go Yari Yuri no Leo Moye, Yiko Buza Pumyaman Leo, Erova Inyasavia. Bhagavada Nyasavia Di Ekado Hojado, Emodiyado Di. Vata Gila Yang Gamo Manganzwa Hoado Diadomya Bavirgam
အာနေတိကောရှင်းကြံအာထုတ်လင်မျက်မှောက်ကိုယ်တိုင်တွေ့မြင်နိုင်သောတရားတော်မြတ်ပါပေတကားကာလီကောအချိန်ခွင့်မဆိုင်နိုင်ပဲအသင့်လည်းငင်းချက်ချင်းကျုပ်ပြရသောတရားတော်မြတ်ပါပေတကားအေဟိပါတိကောလာပါကြည့်လဲပါလာပါကြည့်လဲပါဟုရှင်းကြံအာထုတ်ရန်အိမ်မှန်တိုက်တွန်းလိုက်သောတရားတော်မြတ်ပါပေရမနေကောမိမိတဏ္ဍာ၌တည်အောင်ရှင်းဆောင်လိုက်သောတရားတော်မြတ်ပါပေရကားသစ္စာတံဝိဒာဘဝိညွေတရားမြင်သိပညာရှိ7ပါးအရိယာများသာလင်ကိုတရားနှင့်ကိုအတိအတိသိမြင်ခံစားရသောတရားတော်မြတ်ပါပေရကားဘောဂာတအစရှိသောဤကုံသော6ပါးနှင့်ပြည့်စုံတော်မူသောမေလေးပါးဖို့လေးပါးနိဗ္ဗာန်ပရိယာအခြင်းဧဝသောတရားတော်များကိုဘုရားသည်တော်သည်ယိုသည်များတို့လက်အုံမိုး၍ဒီခုပူဇော်ဖူးမြော်မှလျော်တော်ပါဤဖရာသာဓုတော်မြတ်စွာဘုရား၏ဘာဝကပံဟောတတိသာပေါင်းသံဃာတော်သည်သုပတိပန်တော်လောဘဒေါသမောဟကင်းကြောင့်သီလသမာဓိပညာခြင်းကောင်းကိုကောင်းစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားဥသုပတိပန်တော်ကိုနှုတ်စိတ်ထားအကောက်သုံးမှကင်းအောင်ကြောင့်စင်းမှန်ကန်စွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားညာယနိဗ္ဗာန်တော်ဆင်းရဲငြိမ်းရန်နိဗ္ဗာန်လုံးငါသင်လျောစွာကျင့်တော်မူသောသံဃာတော်မြတ်ပါပေတကားကာမိစိနိဗ္ဗာန်တော်သူများကပြုသည်ယိုလေမှုနှင့်သင်္နေထိုက်တအောင်ရှင်းကြံတော်မူသောသံဃာတော်မြတ်ပါပေတကားအာဟုနေရောအရာဝေမတော်လည်းဆောင်လာ၍ပေလူပူဇော်လိုက်ပေလူဒီကိုခိုင်းတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအာဟုနေရောရှင်းမြန်တော်အားသည်ဧရေမြတ်အတွက်အထုပြုပြင်ထားသောစားကောင်းသောပွဲများကိုတော်လည်းပေလူပူဇော်လိုက်အာယုတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားဧကိနေယောနောင်တမလုံးလောက၌ကောင်းကျိုးရမည်ဟုယုံကြည်၍ပေလူဒီကိုအာယုတော်မူလိုက်သောသံဃာတော်မြတ်ပါပေတကားအင်္ဇလိကရဏီယောကောင်းကျိုးချမ်းသာမှန်စွာရမည်ဟုယုံကြည်ညှို့ကိုလျက်လက်အုံမိုး၍ရှိခိုးလိုက်သောသံဃာတော်မြတ်ပါပေတကားအနုတ္တရံပုညခေတံလောကသားကောင်းမှုမျိုးကိုစိုက်ပျိုးရန်လုံးငါသတ္တဝါအပေါင်း၏အကောင်းဆုံးလေယာမြေဖြစ်တော်မူသောသံဃာတော်မြတ်ပါပေတကားဥပတိပန္နာအစရှိသောဤကိုယ်ပါသောဂုဏတော်နှင့်ပြည့်စုံတော်မူသောသက္ကတံပုဂ္ဂိုလ်၄ပါးဗလတံပုဂ္ဂိုလ်၄ပါးအပြင်7ပါးသောအရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုတရားတော်သည်ယိုသည်ညာတို့လက်ုံမိုး၍ဒီခိုးပူဇော်ဖူးမြော်မှန်လျောသရောပါ၏ရှင်ဘုရားသာဓုဘုဒ္ဓသောဘဂဝါဘောရယဓမ္မံတေတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုယ်ဝေရာစေဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဘုရားသစ္စာလေးပါးအမှန်တရားကိုပိုင်းခြားထင်သိမြင်တော်မူပြီးဖြစ်၍ဘောရယသတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူပင်ပြည့်မြင်ကြပါစေခြင်းကျိုးမှာဓမ္မံသစ္စာလေးရန်တရားမှန်ကိုဧသေတိကရုဏာရှိသောပညာအခြင်းဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံတတ္တတင်ရှားထိုမြတ်စွာဘုရားကိုအဟံကျွန်ုပ်သည်ဝ
ဝနာမိယောရိညာနိုးလည်းမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားသာဓုဒန္တောသောဘဂဝါဓမ္မထာယဓမ္မတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာသာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒန္တောမြင်ကြတွေ့ရာကြံပိယာမဣလေသာညေကျေကင်းစင်ဝေလျက်ယင်ကြီးတော်မူပြီးသည်ဖြစ်၍ဓမ္မထာယသတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာဣလေသာညေကျေကင်းစင်ဝေလျက်ယင်ကြီးကြပါစေခြင်းကျိုးငါဓမ္မံယင်ကြီးစေရန်တရားမှန်ကိုဒေသေတိသုနာရှိသွားပညာအပြင်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသက်တော်တင်ရှားထုံးမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယိုရိညာတို့လက်အုံမိုး၍ရှိခိုးပါ၏အရှင်ဘုရားဗန္တောသောဘဂဝါသမထာယဓမ္မတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဗန္တောခါရသာသာအလှူရှားခြင်းလည်းငြိမ်သက်နေတော်မူပြီးဖြစ်၍သမထာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာငြိမ်သက်ငြိမ်ကြပါစေခြင်းကြောင့်ငါဓမ္မံယင်သက်စေယံတရားမှန်ကိုတေတေတိကရုဏာရှိသွားပညာအားဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသက်တော်တင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယိုရိညာတို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏ရှင်ဘုရားဒိနောသောဘဂဝါတရဏယဓမ္မတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဒိနောဩဃာလေယသန္တရာဤဟောမာကံရောက်နိဗ္ဗာန်ပေါအောင်ကုမြောက်တော်မူပြီးသည်ဖြစ်၍ရဏယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကုမြောက်ကြပါစေခြင်းကျိုးငါဓမ္မံကုမြောက်စေရန်တရားမှန်ကိုတေသေတိကရုဏာရှိသောပညာအားဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသက်တော်ရှင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယိုရိညာတို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရားပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာနာယဓမ္မတေတိသောဘဂဝါကျွန်ုပ်တို့မြတ်၏အာထာကိုဝေယစီဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ပရိနိဗ္ဗုတောကိလေသာခသိအလုံးစုံငြိမ်းကြီးသည်ဖြစ်၍ပရိနိဗ္ဗာနာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူစွာကိလေသာခသိငြိမ်းကြပါစေခြင်းအကျိုးငါဓမ္မံကိလေသာငြိမ်းရန်တရားမှန်ကိုတေသေတိသုနာရှိသောပညာအားဖြင့်ဟောကြားတော်မူခဲ့ပါ၏ဓမ္မဂဝန္တံသက်တော်တင်ရှားထိုမြတ်စွာဘုရားကိုအာကျွန်ုပ်သည်ဝနာမိယိုရိညာတို့လက်အုံမိုး၍ရှိခိုးပူဇော်ပါ၏အရှင်ဘုရား